အားလုံးပဲမင်္ဂလာပါ KMB4 Insight ကကြိုဆိုလိုက်ပါတယ်အင်္ဂလန် Premier League ရဲ့ပွဲစဉ်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတွေအများကြီးပါတယ်ပထမဆုံးအနေနဲ့ဒီညမှာရှင်မြန်ကစားမယ် Crystal Palace နဲ့ Man City ပွဲရှိတယ် Palace က Man City ကိုတော်တော်လေးဒုက္ခပေးနိုင်တဲ့အသင်းဆိုတာမှန်ပေမဲ့ Man City ကိုနိုင်မှုလောက်ထိအခွင့်အရေးမရှိတာတော့အမှန်ပဲအဲ့ဒါပြီးရလို့ရှိရင် Liverpool နဲ့ Nottingham Forest Liverpool နဲ့ Nottingham Forest ပွဲရဆိုလို့ရှိရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် Liverpool ရဲ့ Anfield မှာအသင်းကြီးတောင်တော့တော်တော်ခက်ခဲကန်နေရတာဒါပေမဲ့Forest ကတော့ Anfield ကဘာမှမဟုတ်တဲ့ပုံစံလိုမျိုးဖြစ်နေတယ်။သူတို့ရဲ့ head to head ကိုကြည့်လို့ရှိရင်လည်းဒီဘက်နှစ်တွေမှာ Forest က Liverpool ကိုတော်တော်လေးဒုက္ခပေးနေတဲ့အသင်းပြီးခဲ့တဲ့ပွဲမှာ Liverpool ကအချိန်ပို Newcastle နဲ့ပွဲမှာ Liverpool ကနောက်ကျပင်နယ်တီကြောင်းလာတေးကြခဲ့တာ Forest ကလည်း Leeds United ကိုfree kick နောက်ကျကိုနဲ့ရှုံးသွားဆိုတော့ဒီပွဲကတော်တော်လေးကိုကောင်းတယ်လီဗာပူးကဘာကူလာကတော့ဒီပွဲမှာပါနိုင်ဖို့အတွက်လုံးဝမသိချသေးဘူးပေါ့နော်နောက်ပွဲမှာသာပါနိုင်လိမ့်မယ်ဆိုတော့ဒီပွဲကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါပြီးရလို့ရှိရင်ဘုံမောင်းနဲ့ Everton ကဒီဘက်နဲ့မိုရက်ကင်ပြီးလာထက်တွေမှာတဖြည်းဖြည်းနဲ့တက်ရိပ်ကိုပြလာတာအခုချိန်လေးတော်ကောင်းတယ် Premier League ပွဲမှာလည်း2-0နဲ့နိုင်လာတယ်ဘုံမောက်ကတော့ Man City ကိုကန်ဆိုးပြီးတော့ရှုံးနေသွားတယ်ဆိုပေမဲ့သူတို့ရဲ့ခြေစွမ်းရလည်းမဆိုးဘူးနီးပြထွက်သွားသည့်တိုင်သူတို့ရဲ့ဘုံမောက်ရဲ့အဆင့်တန်းအခုချိန်ထိကောင်းတဲ့နေရာမှာရှိနေသေးတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်ကျွန်တော်ဒီပွဲမှာစောင့်ကြည့်နေတာဆိုတော့ Berry Everton တိုက်စင်မှုတီမိုဘယ်ရီဒီကောင်လေးကပြီးခဲ့တဲ့ရာသီတိန်းခန့်ဒီမှာဘတ်တိုနီယာတောက်လျှောက်ဆော့လာတာဗျာဒီရာသီမှာလည်းတော်တော်လေးခြေစွမ်းပြပြီးကိုးတင်မှာဆိုတော့ဒီကစားသမားလေးရဲ့ potential ဘယ်လောက်ထိမြင့်တက်လာမလဲသူ့ရဲ့ raw ဖြစ်နေတဲ့အရာ Premier League နဲ့အဝင်ဝင်ကြဖြစ်လာလို့ရှိရင်လူကာကူလိုပုံစံမျိုး Everton မှာတိုက်ချင်မှုတရားပေါ်ထွက်လာနိုင်တဲ့သဘောမျိုးမှာရှိရဆိုတော့ကျွန်တော်ဒီ Everton ကစားသမားလေးကိုစိတ်ဝင်စားတယ်အဲ့တော့စောင့်ကြည့်ပြမယ်လို့ထင်တယ်အဲ့ဒါပြီးတော့လို့ရှိရင်တော့ Coventry နဲ့ Hull City Coventry နဲ့ Hull City တန်းတက်နှစ်သင်းဖြစ်တယ်ဒါပေမဲ့သူတို့နှစ်သင်းကအရှိမှတွေ့ခဲ့ဘူးတဲ့အတွေ့အကြုံတွေအများကြီးရှိတယ်ချန်ပီယံရှစ်မှာ Coventry ကဘယ်လောက်ပဲမှတ်ဖြတ်ပြီးဦးဆောင်ခဲ့ Hull City ကိုတော့နိုင်ခဲ့တာမရှိဘူးလုံးဝနှစ်ယောက်လုံးကသူမတာကိုမတာပုံစံမျိုးတွေပဲပြီးခဲ့တဲ့နှစ်ရဲ့ချန်ပီယံရှစ်ကိုကြည့်လို့ရှိရင်နှစ်သင်းလုံးကအသေးရင်နှစ်ပွဲကြာခဲ့တာနှစ်ပွဲလုံးလည်းဂိုးမရဘူးအဲ့တော့ Hull City ကတော်တော်လေးဒုက္ခပေးနိုင်တယ်လို့ပြောလို့ရတယ်တစ်ဖက်က Coventry ကိုပြန်ကြည့်လို့ရှိရင်လည်းသူတို့နှစ်သင်းလုံးကရှေ့ပွဲတွေမှာအသင်းကြီးနဲ့တွေ့ခဲ့တာ Coventry ကတော့ပို့ပြီးတော့ကန်ဆိုးတယ် Arsenal နဲ့တွေ့ခဲ့တာ 3-0 ဆိုရရလမ်းနဲ့ရှုံးတာဒါပေမဲ့ Coventry ရဲ့တိုက်စစ်ကတော်တော်လေးကောင်းတယ် Arsenal ကိုဒုက္ခပေးနိုင်မှုအတွက်အချိန်ချင်းကြိုးစားခဲ့တာကိုတွေ့ရတယ်မအောင်မြင်ခဲ့တာပဲရှိတယ်ခြေသွမ်းရပြောလို့ရှိရင်လည်းမဆိုးဘူးလို့ပြောလို့ရတယ်တစ်ဖက်က Hull City ကလည်း Man U ရောင်းနိုင်တာဆိုတော့သူတို့ရဲ့ mentality ကတအား strong နေတာအဲ့တော့ဒီနှစ်သင်းတွေ့လို့ရှိရင်ဘယ်အသင်းကအမှတ်စုဆောင်းနိုင်မလဲပုံမှာမူတည်ပြီးတော့ပွဲရဲ့အဖြစ်တွေပြောင်းလဲသွားလိမ့်မယ်ဒီပြနှစ်ယောက်လုံးအတွက်ပို့ပြီးတော့အရေးကြီးတယ်လို့ပြောမယ်အထူးသဖြင့် Coventry ကအမှတ်မရသေးဘူးအဲ့တော့ဒီပွဲကသူတို့အမှတ်ရနိုင်တဲ့ပွဲဆိုတော့ဒီပွဲမှာ Coventry အများကြီးရုန်းကန်လိမ့်မယ်လို့ထင်တယ်အဲ့ဒါပြီးတော့လို့ရှိရင် Spurs နဲ့ Newcastle နီးပြကတော့တော်တော်လေးကိုညှင်းနိုင်ခဲ့ရတယ်လို့ပြောမှာပေါ့နော် Liverpool နဲ့ပွဲမှာသူတို့နိုင်ခဲ့တဲ့နာနိုင်လို့ရှိရင်လည်းအခုချိန်လောက်ဆို Newcastle တန်ပေါ်အရန် high နေပြီနေပြအဒီဟောင်းမရှိသည့်တိုင်အောင်ကွင်းလယ်မှာကစားသမားတွေအများကြီးတိုင်အောင် Newcastle ကတော်တော်လေး strong နေသေးတယ်သူတို့ရဲ့အသင်းလိုက်စုဖွဲ့မှုကဘယ်ကစားသမားထွက်လုံးဝမပြိုလဲဘူးမပြတ်စီဘူးဆိုတဲ့အရာကိုကျွန်တော်မြင်ရတယ်အဲ့တော့တစ်ဖက်ကစပါးကိုကြည့်လို့ရှိရင်လည်းစပါးကလည်းဒီရှေ့မှာနိုင်သွားတဲ့EFL ကတပွဲရှိတယ် 5-1 ဆိုရရလမ်းနဲ့အဲ့ဒါတော့မှသူတို့ကိုးပေးရတယ်ဗျာသူတို့ရဲ့ 7 ဟိုပါလာတာတခုကောင်းမယ်အိုမာမာဘော့ချ်ကရောက်ပြီဆိုမဲ့ဒီကပါမလားမပါမလားဆိုတာမသိချဘူးတကယ်လို့ရောက်ပြီလို့ရှင်တော့စပါးရဲ့တိုက်စစ်ကပို့ပြီးတော့တွတ်သွားနိုင်တယ်ဒါပေမဲ့စိတ်ချရတဲ့အနေနဲ့မှမရှိသေးဘူးကျွန်တော်ပြောခဲ့သလိုပဲစပါးကအခုမှဖောင်ပြန်တင်ရမယ်အတင်းအခုမှစပြီးပြန်တီးစောင်းရမယ်အတင်းဆိုတော့အခုလိုမျိုး Newcastle တို့နဲ့တွေ့တာစပါးတော့အန်နေများတယ်တော်တော်လေးကိုခက်ခဲတယ်လို့ပြောရမယ်စပါးက Brentford တော့မှ3-0နဲ့ရှုံးတယ်ဒါတော့မှ Igor Diago ကို penalty မဝင်တော့မဟုတ်4-0နဲ့9ပြတ်ရှုံးမှာအဲ့တော့စပါးရဲ့ခြေစွမ်းရအောင်ဘယ်လိုဖြစ်မလဲသူတို့ရဲ့တီဆောက်နေတဲ့ပုံစံတွေအောင်ဘယ်လိုရှိမလဲကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမယ်ဆိုတော့ Premier League ပွဲစဉ်နဲ့ရဲ့စနေနေ့ညကံမဲ့ပွဲနဲ့ဒီနေ့ညတောက်ကြနေမှာ Man City ကံမဲ့ပွဲနှစ်ပွဲအကုန်လုံးကတော့ပွဲစဉ်တွေအကုန်လုံးကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဘယ်အသင်းတွေဘယ်လိုရလိုက်ထွက်မလဲ brother နဲ့တူတူ comment မှာဝင်အောင်ဆွေးနွေးခဲ့ကြပါအောင်ကြည့်ရှုအားပေးတဲ့ဒုတိယကြီးနိုင်ကျေးဇူးများတင်ပါတယ်ဗျ